နောက်ထပ်တစ်ခုကတော့တရဏဂုံတည်ရဆိုတာဘာလို့ဆိုလိုတာပါလဲရှင်ဗျာဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့တရဏဂုံတည်ဖို့လိုပါသလားအရိယာဖြစ်မှဗုဒ္ဓဘာသာဝင်အစစ်ဖြစ်တယ်ဆိုတာဟုတ်ပါသလားရှင်ဗျာတရဏဂုံတည်ခြင်းရဲ့အကျိုးတွေကဘာလဲဘယ်အချိန်မှပြတ်ပါလဲရှင်ဗျာအခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာများကိုဖတ်မိရင်ကြားမိရင်ယုံကြည်မိရင်ရောတရဏဂုံပြတ်ပါသလားအဲ့ဒီမှာတရဏဂုံတည်တယ်ဆိုတာပြောရမယ်ဆိုတရဏဂုံဆိုတာတရဏခပနဆိုတဲ့အဓိပ္ပာယ်တကယ်ကိုအာထာယအဖြစ်စိတ်ကတဲ့စိတ်ဓာတ်ကိုဆိုလို့ပေါ့မြတ်စွာဘုရားဒီသားလေငါအတွက်ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားဒီသားလေတကယ်ကိုယ်ဝဲရာကပေါ်မှာကောင်းကျိုးဆိုးချိုးကိုလမ်းညွှန်ပြတဲ့ဆရာသမားအနေနဲ့ယုံကြည်ကိုယ်ဝဲတာကိုဆိုလို့တယ်နော်မြတ်စွာဘုရားဟာအရုပဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေဖယ်ရှားပေးဖို့လမ်းညွှန်ပေးတဲ့ဆရာသမားအနေနဲ့စိတ်ထဲမှာယုံကြည်ပြီးတော့လေးစားပြီးတော့ကိုယ်ပဲမယ်တရားတော်များဟာလိုက်နာကျင့်သုံးမယ်ဆိုရင်တဏှာဝကလုံးအောင်ဆွမ်းဆောင်မှုရှိနိုင်တယ်လို့ယုံကြည်တယ်မှန်ပါဗျာတန်ဃာတွေဟာကုသိုလ်ကောင်းမှုပြုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေအတွက်ထောက်ကူဖြစ်မယ်လို့ယုံကြည်တယ်အဲ့ဒီယုံကြည်တဲ့စိတ်ဓာတ်ရှိနေသမျှကာလပတ်လုံးတရဏဂုံတည်တယ်လို့ဆိုအောင်မှန်ပါဗျာသူကိုယ်တိုင်လည်းနှုတ်အားဖြင့်ဘောရတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတို့အဲ့ဒီစိတ်နဲ့တရဏဂုံစောင့်တည်မှတရဏဂုံတည်တယ်လို့ဆိုတယ်မှန်ပါဘုရားဘာသာဝင်ဆက်စစ်ဖြစ်ဖို့ကတရဏဂုံတည်ဖို့လိုပါသလားလို့ဆိုဘုရားဘာသာဝင်တို့ခံယူလို့ရှိရင်တော့သူကိုယ်တိုင်ကတရဏဂုံတည်မှလည်းသူကဘုရားဘာသာဖရာပေါ်မှာယုံကြည်မှုနဲ့လေးစားမှုနှစ်ခုရှိမှသူကတရဏဂုံတည်တယ်လို့ဆိုရမှာမှန်ပါဗျာတည်တယ်မတည်ဘူးဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဟာပို့အဓိကကြကိုယ့်ရင်ထဲမှာကွာဟာဖရာဒီအမှန်တရားကိုဟောကြားဆောင်ရပေးလို့လေးစားရမှာဖြစ်တယ်တရားကျင့်မယ်ဆိုရင်ဆရာတော်ကလွတ်မှာဖြစ်တယ်တန်ခါးတွေကကုသကောင်းမှုပြုဖို့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်မှာဖြစ်တယ်မြေကောင်းတဲ့ဖွဲ့ဖြစ်တယ်လို့ဒီလိုစိတ်ထဲမှာယုံကြည်နေတယ်ဆိုရင်တော့တရဏဂုံတည်တယ်လို့ပဲပြောမှာပဲမှန်ပါလူပါကလားဆိုအဲ့ဒါတည်မှလည်းပဲသူကဘုရားတရားတန်ခါကိုလေးစားမှုရှိမှာနော်မှန်ပါဗျာအရိယာဖြစ်မှာဘုရားဝတ္တဝင်အစစ်အဲ့တော့အစစ်အတုဆိုတာဘယ်လိုပြောတာလဲဆိုဒီတရဏဂုံဆောက်တည်လိုက်ရင်လည်းဘုရားဝတ္တဝင်အစစ်ဖြစ်ပါတယ်အတုလို့ပြောတာမဟုတ်ဘူးအစစ်ပဲမှန်ပါဗျာသို့တော့အရိယာဖြစ်မှာဘုရားဝတ္တဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲသုံးတယ်ပေါ့မှန်ပါဗျာအရိယာဖြစ်ရင်တော့ခိုင်မာသွားပြီအစစ်အတုနဲ့ခွဲလို့တော့မရဘူးမှန်ပါဗျာမှန်ပါဗျာဘုရားကိုကိုးကွယ်လိုက်တဲ့ဆိုပုရုဇဉ်လည်းပဲအစစ်ပဲမှန်ပါဘုရားကိုးကွယ်တာသူယင်ထဲမှာတကယ်ယုံကြည်ရင်သူလည်းအစစ်ပဲအတုမဟုတ်မှန်ပါဗျာနော်အဲ့တော့အရိယာဖြစ်မှဘုရားဘာသာဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲပြောရမှာပဲအစစ်ဖြစ်တယ်လို့ဒီလိုပြောမပြောင်းလဲတော့ဘူးလို့ဆိုလို့တယ်ခိုင်မြဲတယ်ဆိုတဲ့သဘောတရားမပြောင်းလဲဘူးပုရုဇဉ်ကတော့အခုဘုရားဘာသာဝင်ဖြစ်ပြီးတခြားဘာသာဝင်ဖြစ်သွားမယ်နော်မခိုင်မြဲဘူးအရိယာကျတော့ခိုင်မြဲသွားတယ်လို့ဆိုတယ်တရဏဂုံတည်ခြင်းရဲ့အကျိုးကဘာလဲလို့ဆိုဒီတခြားကောင်းကျိုးချမ်းသာတွေတော့မပြောနဲ့ပေါ့ကိုယ့်ရဲ့ဘဝဟာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုခံယူချက်တစ်ခုကိုရသွားတာဒီလမ်းကြောင်းအတိုင်းရှောက်လန်းခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးတွေကတော့ရှိလာမှာပေါ့နော်ရှိလာမှာပေါ့တရဏဂုံတည်ခြင်းအဖြစ်သူဖရာရဲ့ဒီအဆုံးအမတရားပေါ်မှာမြဲမယ်တရားကိုကြင်ကြံကြိုးကိုအထောက်မှုမြဲမယ်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့လေးစားယုံကြည်မှုမြဲမယ်ဆိုရင်အဲ့ဒီမြဲခြင်းကြောင့်ကုသိုလ်အဆက်ဆက်တွေဖြစ်လာတာဒါအကျိုးပဲလို့ပြောမှန်ပါဗျာနောက်ဘဝတွေမစင်စားနဲ့အောင်မှန်ပါဗျာဒီဘဝတွေပဲအဲ့ဒါကောင်းတာတွေဆက်ပြီးတော့လုပ်ဖြစ်လာတယ်ဒါမှန်ပါဗျာဘယ်အချိန်မှပြတ်တယ်လဲလို့ဆိုတဲ့အခါမှာတိမ်တိမ်မွေးမွေလေးနဲ့ပြတ်သွားတာတွေရှိတယ်မှန်ပါဗျာနော်ဘယ်အချိန်မှပြတ်တော့ဆိုရင်ဘုရားကိုကိုးကွယ်တာဟာတကယ်ကိုဂုဏ်ကျေးဇူးကိုဥတည်ပြီးတော့မျက်မျက်လုံးလုံးကိုးကွယ်တာမဟုတ်ဘဲနဲ့လက်လာပါလို့ကျင်လို့ကိုးကွယ်ရင်ပြတ်သွားတယ်ဒီဘုရားကိုးကွယ်လို့ငါစီးပွားတက်တယ်ဆိုရင်စီးပွားတက်ချင်လို့ကိုးကွယ်ရင်တရဏဂုံမဖြစ်ဘူးမှန်ပါဗျာကြောက်လို့ကိုးကွယ်တယ်သူများတွေကကိုးကွယ်တယ်မကိုးကွယ်ရင်တခြားရန်လုံးမှကြောက်လို့ကိုးကွယ်တယ်ဒါလည်းတရဏဂုံမဖြစ်ဘူးနောက်တစ်ခုကတော့မျိုးရိုးကကိုးကွယ်လာလို့ကိုးကွယ်ရင်အစရတရဏဂုံမဖြစ်ဘူးမသိဘဲနဲ့ကိုးကွယ်နော်
တန်လျာဝကတို့တန်အောင်လမ်းညွှန်နိုင်တယ်ဆိုတဲ့အမျက်ပေါ်မှာဥတီချက်က intention ကမြင့်မြတ်မှတရဏဂုံကတည်တယ်လို့ဆိုလို့ပဲ intention ကရွယ်ချက်မကောင်းဘူးဆိုလို့ရှိရင်တော့ဖះဟာလက်လိုပဲငါ့ကိုစီးပွားဖြစ်အောင်မားလိုက်မယ်ဆွဲစိတ်နဲ့ကိုယ်ပဲတော့အစရတယ်သူကတရဏဂုံမဟုတ်တော့ဘူးလားနတ်ကိုယ်ပဲတာပဲဖြစ်သွားတယ်ဂျပန်နိုင်ငံကိုကြားဘူးတော့မဟုတ်လားကြားပါပြီဂျပန်နိုင်ငံကရှင်တိုဘာသာဝင်တွေများတယ်မှန်ပါဗျာဒါပေမဲ့တစ်ချိန်နဲ့လည်းဘုရားဘာသာဝင်တွေပဲသူတို့မှန်ပါဗျာဒါမို့ဂျပန်ကအရင်တော့ကခုတော့လူကြီးတန်း80ကျော်သွားတယ်တဲ့100လောက်ရဖြစ်ပြီလားမှန်ပါဗျာဘုန်းတို့သိတော့ကအဲ့ဒီဂျပန်ဆရာတူJapanese Buddhism လက်ချပေးတာတီဟိုမှာတော့အဲ့ဒီဆရာပြောတာဂျပန်ပြည်မှာဗုဒ္ဓဘာသာဝင်ဘယ်လောက်ရှိလဲဆိုရင်တန်း80လို့ပြောရမယ်ဟုတ်ပါဗျာရှင်တို့ဘာသာဝင်နတ်ကိုယ်ွယ်တော့ဘယ်လောက်ရှိလို့ဆိုရင်တန်း80ပဲဘာလို့ဆိုတပြိုင်တည်းနှစ်ခုစလုံးကိုယ်ွယ်တယ်လို့ဆိုသူကအဲ့လိုပြောတယ်သူတို့စီမှာလေဟုတ်ပါဗျာအဲ့တော့ကိုယ်ွယ်မှုကတော့တရဏဂုံနဲ့မဆိုင်ဘူးပေါ့နော်တရဏဂုံတီးတာတော့ခုနအမျက်နဲ့တော့မှတရဏဂုံတီးတယ်လို့ခေါ်တယ်မှန်ပါဗျာသူကသူကိုယ်ွယ်ခြင်းကိုယ်ွယ်တာကိုယ်ွယ်တာတော့လိုပဲကိုယ်ွယ်တရဏဂုံအစ်စ်မရတာတွေရှိမှာပေါ့နော်ဘာသာခြားတည်းရဲ့တခြားဘာသာဝင်တွေရဲ့ဘာသာရေးစာများကိုဖတ်ကြားမိရင်ဖတ်ကြားမိရုံနဲ့တော့ဘာဖြစ်ပါအဲ့ဒါတွေကိုယုံကြည်ပြီးတော့သူတို့အယူဝါဒကိုလက်ခံတယ်ဒါဗုဒ္ဓဝါဒကိုစွန့်ပယ်တယ်ဆိုရင်တော့တရဏဂုံပြတ်သွားပြီပေါ့အဲ့လိုတော့ပြတ်တယ်ဒါဆိုရင်တချို့တပည့်တော်တကယ်ချင်းတွေမှာအဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာကြောင့်သူကဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိတယ်သူတို့ကြတော့ဘလို့အကျိုးအပြစ်များရှိမလဲခင်ဗျာဒါဆိုရင်သူတို့ကအကျိုးများမှာလားအပြစ်ပို့ပြီးတော့များမှာလားဗျာဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ပါဏာတိပါဒကမကျွလွန်ဘူးဆိုရင်အပြစ်မဖြစ်ဘူးတဲ့ကိုယ်ဝေယုံတတ်တတ်ကလေးနဲ့ပါဏာတိပါဒကသူမလုပ်ဘူးအရိဏဒနာမလုပ်ဘူးကာမေသူဝိသဆရာမကျွလွန်ဘူးမုသဝါဒတို့သူရမေရိယတော့မလုပ်ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတရားအနေနဲ့နေတယ်ဘာသာတရားကလည်းခုနလိုပဲကိုယ်ဝေယဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလုပ်ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလုပ်ဘူးဆိုရင်ဒါတော့အပြစ်ဖြစ်စရာအကြောင်းဖြစ်ဘူးဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင်ခရစ်ယာန်ကိုယ်ွယ်တဲ့ဒီကိုယ်ွယ်တယ်ဆိုလို့ရှိရင်ဘုရားဘာသာရဲ့ကျင့်စဉ်ကိုသူမကျင့်နိုင်ဘူးမကျင့်နိုင်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့တရားဓုတွေအစစ်မြင့်တဲ့တရားတွေတော့မရနိုင်ဘူးအဲ့ဒါပဲဆုံးရှုံးမှာပဲဖြစ်တယ်အခြေခံကတော့သူကရှိကြမှာပဲလေကောင်းတာတွေဘယ်ဘာသာပဲဖြစ်ဖြစ်အခြေခံကောင်းတာတွေရှိတယ်အသစ်ဆိုရဲကိုကျင့်တရားမပြတ်သေးတဲ့မြတ်တော့ဘယ်သူမှသူကခရစ်ယာန်မို့သူကမွတ်စလင်မို့ဘာဖြစ်မို့နဲ့ဆိုပြီးပြောလို့တော့မရဘူးသူလုံးတဲ့လုံးရကအကုသိုလ်တွေလားကုသိုလ်လားနော်သူများတဲ့တွေတတ်နေသလားအဲ့ဒီတတ်နေတဲ့အကျိုးကတော့ခံရမှာဘုရားဘာသာလည်းငါဘုရားဘာသာဆိုပြီးတော့သူများတဲ့တတ်ရင်သူလည်းခံမှာပဲကိုယ်ွယ်ယုံတတ်နဲ့တော့ကိုယ်ွယ်ပါတယ်လို့ပြောယုံတတ်နဲ့ကတော့ဘယ်လေးပဲတတ်ထားတာအမှတ်တစိတ်ပဲပဲကတ်ထားတာလောက်ရပေါ်မှာပဲဆုံးဖြတ်အဲ့တော့ဒီဖျားနဲ့ဒီခရစ်ယာန်ဘာသာတပြိုင်တည်းကိုးကွယ်ရုံနဲ့တော့အပြစ်မဖြစ်ဘူးလို့ဆိုချင်တာပါအပြစ်မဖြစ်ဘူးဆိုတာကောင်းတဲ့ဘက်ကိုသူလက်ခံရင်ခံမှာပေါ့နော်ဖျားလက်ထက်တုန်းကတော့ပရပိုက်တွေဟာတချို့ပရပိုက်တွေကဖျားနဲ့တွေ့တဲ့အခါသူတို့ဘုရားဘာသာဖြစ်သွားကြတယ်ဒါပေမဲ့ပရပိုက်ကိုဒီတိုင်းပဲနေကြတယ်ပရပိုက်ဆိုတာဘာလို့ဆိုလို့လဲပရပိုက်ဆိုတာဘာသာတစ်ခုပေါ့နော်ဘာသာတစ်ခုလို့ဆိုပါစို့သူကသူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ဟောတာပြောတာလေလုပ်တယ်သူတို့အယူဝါဒတွေကဘုရားဘာသာနဲ့ဆန့်ကျင်တဲ့အယူဝါဒတွေပဲတော်တော်များများသူတို့လည်းဒါနလည်းလုပ်တယ်သူတို့ရဲ့ကိုချင်းသီလလည်းစောင့်တည်တယ်တချို့တွေကအကောင်းတွေပါတယ်အကောင်းဆိုးရောတာပေါ့ခုခေတ်ဘာသာတွေလည်းအကောင်းလည်းပါတယ်ဆိုးလည်းပါတယ်တော့အကောင်းဆိုးရောနေကြတာပဲလုံးဆောင်သို့တော့အဆိုးလုပ်တာနဲ့အကောင်းလုပ်တဲ့နေရာမှာဘာသာတရားကညွှန်ကြားလို့အကောင်းအဆိုးလုပ်တာလည်းရှိတယ်ဘာသာတရားရဲ့ညွှန်ကြားချက်မဟုတ်ပဲနဲ့ကိုလို့ချင်လို့ဝါဒနာဆဲအရာလုပ်တာရှိတယ်တရားဝါတွေကိုတတ်ပြီးတော့ရစ်ပူဇော်ရမယ်လို့ဘာသာတရားကဆုံးမသည့်အတွက်ကြောင့်အဲ့လိုတတ်ပြီးပူဇော်ရင်တော့ဒါဘာသာတရားရဲ့ဆုံးမလို့ခေါ်ရမှာမှန်ပါဗျာအလုံးပေါ်မှာမေတ္တာတရားထားရမယ်ဘာသာတရားဆုံးမတယ်ဘာသာတရားဆုံးမသည့်အတွက်မေတ္တာထားတယ်အဲ့မေတ္တာအကောင်းတတ်တာကြတော့ခုနမကောင်းဘူး
ကောင်းမကောင်းကအစိတ်နဲ့ဟိုဟာလိုပဲတူတူပဲအားလေးလိုပဲဒါကသဘာဝဆက်စစ်ပဲဟောတာပြောတာနဲ့လည်းမဆိုင်ဘူးမကောင်းတာလို့ရင်အစိတ်စားရင်အစိတ်ပဲနော်ကောင်းတာစားရင်ကောင်းတာပဲဒါဖြစ်မယ်ဘာသာတရားဆိုတာအပေါ်ခေါင်းစည်းတက်လိုက်တာသို့တော့တဏှာဥကလွတ်ဖို့နိဗ္ဗာန်ရဖို့အကျင့်ကြတဲ့အခါကျတော့ဒီဆွလွတ်ရမယ့်အခြေခံကြီးတွေရှိတယ်အဲ့ဒါမလွတ်ရင်တော့သူတို့ကမရခုမှမယ်နိဗ္ဗာန်ရခြင်းနဲ့ဆိုရင်ဘုရားသခင်တို့ဖန်ဆင်းတယ်ဆိုတော့ယုံကြည်ချက်ကြီးနဲ့လုံးလို့မရဘူးဘုရားသခင်ဖန်ဆင်းတယ်ဆိုကြတဲ့ကသူနိဗ္ဗာန်ရအောင်လုံးเสียမလို့ဘူးဘုရားသခင်ပဲသွားပြီးတော့တောင်းပန်ပြီးတော့သူ့ကိုဖန်ဆင်းပေးပါနိဗ္ဗာန်ရအောင်အဲ့လိုမဖြစ်ဘူးလားဟုတ်တယ်မလားအဲ့တော့လက်တွေ့ကျင့်ရမယ်အကျင့်စုမပါတော့ဘူးလေအဲ့လိုဆိုလိုတာအစစ်မြင့်ဘုရားဘာသာမှာလည်းပဲအခြေခံရှိတယ်အစစ်မြင့်နေရှိတယ်အဲ့တော့အခြေခံမှာတချို့တွေတူတယ်တူယုံနဲ့ဒါဒီဟာလို့ပြောလို့မရဘူးသူကဘုရားဘာသာအစစ်တို့ဘုရားဘာသာတရားတော်ရဲ့အစစ်မြင့်ဖြစ်ဖို့ရအတွက်ကြတော့ဘာလို့ဆိုဝိပဿနာတရားအထုတ်ပြီးတော့ကိလေသာကုန်အောင်လုပ်တာဆင်းရဲဒုက္ခတွေကထွက်အောင်လုပ်တာအဲ့ဒါမှဘုရားဘာသာအစစ်မြင့်ဖြစ်တယ်ဖျားပွဲမှာပေါ်တာအဲ့ဒါဝိပဿနာတရားကျင့်ပြီးတဏှာဝကလွတ်ထတာဖျားပွဲမှာခုနဒါနတို့သီလတို့ဆိုဟိုရှိတုန်းကလည်းရှိတယ်ဘာသာတိုင်းလည်းရှိတယ်နော်ဒီဘုရားဘာသာရဲ့ဥတီချက်ကြတော့ခုနနိဗ္ဗာန်ဆိုတာဥတီတာကြတော့သူကဝိပဿနာတရားမပါဘဲနဲ့မရအောင်သမထအထီအောင်တခြားဘာသာတွေမှာရှိတယ်ဝိပဿနာတစ်ခုပဲမရှိတာဖျားပွင့်လို့ပေါ်တာဝိပဿနာတစ်ခုတည်းပဲတဏှာဝကလွတ်နိုင်တာဒီတစ်ခုပဲကျန်တဲ့နတ်ပြည်ရောက်တာတို့ဘာတို့နတ်ဖြစ်တာတို့ကခြားဘာသာတွေမှာလည်းရှိတယ်ဒီမှာကြားဖြတ်ပြီးတော့မေးချင်တာဒီနတ်တွေကနတ်ဘုံကလူပြည်ထက်ပို့ပြီးတော့မြင့်မြတ်တယ်လို့ဆိုတာဟုတ်ရှင်ဗျအဲ့တော့နတ်ဘုံမှာကိုသူတို့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နောက်တစ်ဆင့်ကိုတက်ထမ်းသွားနိုင်လားရှင်ဗျသူကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့အဆင့်စိတ်ထားမြင့်မြတ်တာလားကိုယ်ကျင့်တရားမြင့်မြတ်တာလားဒီလိုရှိသေးတယ်ဒီမှာဗျကိုကပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူဘယ်လိုခွဲမလဲပတ်စံရှိရင်မြင့်မြတ်တယ်လို့ပြောမလားဒီမှာဗျနော်ပတ်စံရှိတယ်ဒီလူကရဲတောက်တယ်ဟိုလူကပတ်စံမရှိဘူးငါးပါးသီလလုံးတယ်အဲ့ဒီရှုတော့ငါပြောရင်တော့ဘယ်သူကမြင့်မြတ်တယ်ပြောမှာတော့သီလလုံးတဲ့လူကမြင့်မြတ်တယ်လို့ပြောဟုတ်တယ်မဟုတ်လားအဲ့တော့ရှုတော့မျိုးစုံရှိတယ်နတ်ကလူတဲ့မြင့်မြတ်တယ်ဆိုတာစိစိမ်ဥစ္စာမှန်ပါဗျာမှန်ပါဗျာအစွမ်းတကူလူတဲ့အသက်ရှိတယ်မှန်ပါဗျာအဲ့ဒီဘက်ကမြင့်မြတ်တယ်ဒါပေမဲ့စိတ်ထားလူတဲ့မြင့်တယ်လို့ပြောလို့မရဘူးအဲ့ဒါလူပြည်မှာယဟန္တာတွေရှိတယ်လေသူတို့ရဲ့အချင်းကောင်းတဲ့ပုဂ္ဂိုလ်တွေဖရာတို့ဆိုတာလူပြည်မှာဖြစ်တာလေအဲ့တော့နတ်ကလူတဲ့မြင့်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ကသူကကိုချင်းသီလအဖြစ်မြင့်တာမဟုတ်ဘူးစိစိမ်ဥစ္စာမြင့်မာတာပတ်သက်ရွှေဝါချမ်းသာတယ်ပုံမိမ့်မှန်နေနေရတယ်ဒီဟာဒါမြင့်မြတ်တယ်လို့ပြောကိုချင်းသီလနဲ့မဆိုင်ဘူးနော်လူတွေရဲ့ hierarchy ဆိုတဲ့အဆင့်မြင့်မှုကတော့ကိုချင်းသီလနဲ့သွားတာအဲ့တော့နတ်တွေကအဲ့လိုအခြေအနေကောင်းမှနေရပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရောက်ဖို့သူတို့ကြိုးစားလေးရှိပါလားရှင်ရှားပါလေဘာကြောင့်တော့ဆိုရင်သူတို့ရရှိထားတဲ့စည်းစိမ်တွေပေါ်မှာသူတို့မမောထားပြီးတော့တခဏကိုတက်တက်လို့သဘောထားပြီးတော့ပျော်ပါနေကြတာဟုတ်တော့ပျော်ပါနေသည့်အတွက်ကြတော့ပြောရမယ်ဆိုရင်နတ်တွေအများစုကဘဝမေ့နေတဲ့ဟာတွေပဲဘဝမေ့နေသည့်အတွက်ကြောင့်နတ်ကသိလို့ရှိရင်တော့အောက်ပြန်ဆင်းတာတွေပဲများတယ်ကုသိုလ်ကောင်းမှုဆက်လုပ်တဲ့ဆိုတာအရိယာနတ်မျိုးတာပဲတကယ်ကိုအရိယာသူတော်စင်ဖြစ်သွားမှသာလေသူအထက်ကိုဆက်တာကျန်တဲ့တမန်နတ်တွေကတော့အပျော်ကျူးပြီးတော့အစာမစားနိုင်အစာလွတ်သွားလို့တည်တဲ့နတ်တွေရှိတယ်နော်အပျော်ကျူးပြီးတော့အစာလွတ်သွားလို့တည်တဲ့နတ်ကခိတ္တပရောတိကနတ်လို့ခေါ်တယ်မနာလို့စိတ်တွေဖြစ်ပြီးတော့တုံးနဲ့တူဂုံတုဂုံပြိုင်လောက်ကြတယ်ငါပိမှန်သားတယ်ငါချမ်းရများတယ်နဲ့ဂုံတုဂုံပြိုင်လောက်ပြီးတော့တယောက်နဲ့တယောက်မနာလို့စိတ်တွေများပြီးတော့ဒေါသတွေဖြစ်ပြီးတည်တဲ့နတ်ကြတော့မနောပရောတိကနတ်လို့ခေါ်တယ်နတ်ဆိုတိုင်းသူကအစစ်မျက်နှာမဟုတ်ဘူးကောင်းတဲ့လို့ဒီအတွက်ကြောင့်သူကလူတွေလိုပေါ့ကံကောင်းလို့တထေးသားဖြစ်သွားပြီးတော့ပတ်စံတွေကိုရေးလို့သုံးတယ်ဆိုတာမျိုးဖြစ်သွားနတ်တွေထဲမှာယဟန္တာနတ်မျိုးဖြစ်နိုင်လားရှင်ဗျာယဟန္တာနတ်ကတော့ကာမဘုံမှာသူကကြာရှိမနေတော့ယဟန္တာဖြစ်သွားရင်စိတ်ကြရမရှိသည့်အတွက်ကြောင့်နတ်ပြည်မှာယဟန္တာကြာရှိမရှိဘူးယဟန္တာဖြစ်ပြီးရင်ပြိဋိဘံဆံရတာဇမပြည်မှာတော့ရှိနေ
နတ်တွေအနေနဲ့လည်းယဟန္တာအဆင့်ကိုသူတို့ရောက်နိုင်တာပါရှင်ဗျာ။ရောက်နိုင်တယ်သူတို့လည်းယဟန္တာဖြစ်နိုင်တယ်ပေါ့နော်။သို့တော်လည်းနတ်ပြည်မှာသူအနာဂတ်ဖြစ်ရင်တော့မှပဲအထက်ကိုတက်ကြတာများ။နတ်ပြည်ဆိုတာတကယ်ပြောရမယ်ဆိုရင်တော့လူပြည်ကပွဲလန်းသပင်လိုပဲအမြဲတမ်းပျော်ပါနေကြတဲ့နေရာတစ်ခုပေါ့။စိတ်ခုံတို့ဘာလို့စတိတ်ရှိုးပြနေတဲ့အဲ့ထဲရောက်နေတဲ့လူတွေလိုနေတင်စားပြောမလားမသိဘူး။နော်ဒီမျိုးကုန်းလေးကတော့38ပြမင်္ဂလာထဲမှာပူဇာစပူဇာနေရနဲ့ဂါရောစနိဝတောစစသဖြင့်ပူဇော်ထိုက်သူပူဇော်ခြင်းယူစီထိုက်သူယူစီခြင်းလို့မြတ်စွာဘုရားဟောထားပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကူကြီးရဲ့နတ်တွေဘိုးတော်တွေတခြားဘာသာဝင်ကဂုံအရှိန်ဝါကြီးမားတဲ့ပုံကိုယ်တွေကိုပူဇော်သင့်ပါသလားအဲ့လိုပူဇော်ပါကလည်းတရဏဂုံပြတ်စီပါသလားသူကပူဇာစပူဇနီယနံလို့ဆိုတဲ့အထိပ္ပယ်ကသူကအဓိကသီလနဲ့ကိုချင်းတရားကိုဥတည်ပြောတယ်တင်ပါဗျာယာရုကြီးလို့ပူဇော်တာတို့ကိုကြီးချမ်းသာလို့ပူဇော်တာဒါလုံးများဖို့မဆိုလို့တင်ပါဗျာလူအတိုင်းဝိုင်းထဲမှာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမယ်ဆိုရင်မိဘအခြေစွရှိခြေစွရှိတာခေါင်းကလူပြည်ကိုလာခွင့်ပြုတဲ့ခြေစွပဲကိုကြွေးပွေးဆောင်းဆောင်းရတဲ့ခြေစွအဲကြောင့်ပူဇော်တိုင်းတယ်ကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေပူဇော်တိုင်းတယ်ကိုချင်းသီလနဲ့ပူဇော်တာအဲ့လိုဟာမျိုးကိုဆုံးလို့တယ်ခုနနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကသူတကိုးကြီးချင်းကြီးမကြီးချင်းနေသူတို့ကပူဇော်လိုက်တယ်ဆိုတဲ့မှာမပါဘူးသူတို့အနေနဲ့တကိုးကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဇော်သင့်ပါလားရှင်အဲ့ဒါလည်းသူကသူတကိုးကြီးတာသူကသူဟိုရင်ဖြစ်တာပူဇော်လိုက်တဲ့အထဲမှာတော့သူတို့မပါဘူးတင်ပါဗျာအဲဆိုလူတွေနဲ့ဆက်ဆက်ပြီးကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေကိုအဓိကထားတာဟုတ်သီလကိုပူဇော်တယ်သမာဓိကိုပူဇော်တယ်ပညာကိုပူဇော်တယ်မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတာကြည့်ပါလားခုံတော်တွေနဲ့ဒါတွေရှိလို့ပူဇော်တာလေမှန်ပါဗျာပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်မှန်ပါဗျာခါရောစနိဝတောစဆိုတာကတော့ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစပြီးတော့သူကမမနာမထားပဲဟို respect ပေးနိုင်တာဟုတ်မှန်ပါဗျာလူယူသေးမှုယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံး respect ပေးနိုင်တာဆိုလို့တယ်ပေါ့နော်မှန်ပါဗျာကိုယ့်ရဲ့မမနာကြီးမထားဘူးလူကမမနာပါတော့ဆိုင်ဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်မှန်ပါပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမမနာရှိတတ်တယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်တွေပူဇော်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုယူသိလိုက်တဲ့ပုဂ္ဂိုလ်တွေကိုမယူမသိဖြစ်တာမာနကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနကိုချုံနေခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကိုးကြီးနတ်တွေပူဇော်တာသူကဖျားတဲ့တကိုးကြီးတာမရှိသည့်အတွက်ကြောင့်မှန်ပါဖျားကိုပူဇော်ပြီးတဲ့ပုဂ္ဂိုလ်တရားဟောတကိုးကြီးနတ်တွေကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုးဒီလောက်အဓိပ္ပာယ်မရဘူးသူကနော်မှန်ပါဗျာကိုယ့်ပေါ်မှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကဒီရှ िख ိုးဝါချခြင်းနဲ့အဓိပ္ပာယ်မဟုတ်ဘူးသူကသူ့ပစ္စည်းပေးတာလည်းပူဇော်တယ်လို့ခေါ်တာမှန်ပါရှ िख ိုးတိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ့်ရဲ့သီလအသက်တိတ်ခါကောင်းဝါချီးတဲ့ပုဂ္ဂိုလ်တွေကိုဆွတ်လို့တယ်ချီးတဲ့ပုဂ္ဂိုလ်ကငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာသီလနဲ့ရှ िख ိုးတာမှန်ပါဗျာမှန်ပါချီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါတဘာဝရှ िख ိုးတာမှန်ပါဗျာသူ့ရဲ့အသက်ကြီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတာမှန်ပါဗျာဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ့်ပေါ်လည်းကျေးဇူးရှိတယ်သူ့ရဲ့ဂုဏ်သိက္ခာတွေလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာကတော့ဟိုလိုကိုးကွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါကတော့ mutual respect ဆိုတာရှိတာပေါ့နော်အဲ့တော့တရဏဂုံပြစ်ပါစေလားဆိုသူတို့ကိုဖျားနဲ့တန်းတူထားလိုက်ပြီးဖျားကိုးကွယ်တယ်လို့ကိုးကွယ်ရင်တော့ဖျားမှတပါကိုယ်ကရည်ရွယ်ထားတာမြတ်စွာဘုရားသီတာလည်းကိုးကွယ်ရတရားသီတာလည်းကိုးကွယ်ရသံဃာသီတာလည်းကိုးကွယ်ရဆိုပြီးသူတို့ကိုဖျားနဲ့တရဏနဲ့လို့စိတ်ထဲကထည့်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြတ်သွားတယ်ပေါ့ပြတ်တယ်ဆိုတော့ကိုယ်စိတ်ထဲမှာနေမယ်ဒီစိတ်ဓာတ်ချင်မတူတော့ဘူးလေမှန်ပါဗျာမှန်ပါဗျာ